ခင်ရဲ့ကြောချီးမွမ်းပါတယ်မိုးတွေရွာပြီးတဲ့အခါမှာမိုးတွေတိတ်တာနဲ့ချစ်ရတဲ့မိသားစုနဲ့တွေ့ဖို့ရတဲ့ကျွန်တော် line ပေါ်တက်လာပါပြီเนาะဒီနေ့မှာမိသားစုတွေရောက်ဆိုင်ကိုကျွန်တော်เนาะခွာပေးခြင်းနဲ့ရဖျက်ခင်ကျွန်တော်စကားပြောတဲ့အရာကိုကျွန်တော်မျှဝေချင်ပါတယ်ကဲမိသားစုတွေရောက်စီတိုင်းเนาะဖယားခင်အတူရှိခြင်းရဲ့တက်တွေကိုလိုချင်ကြသလားလူအယောက်စီတိုင်းကတော့ယေရှုခရစ်တော်ဘုရားမိမိအသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့သူကတော့ဖယားခင်ရဲ့ကွယ်ကခြင်းဘုရားခင်ရဲ့မဆာခြင်းကိုလူအယောက်စီတိုင်းကတော့လိုချင်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိကိုကြည့်နေတဲ့နော်သူတူတယောက်စီတိုင်းနော်တင်ဟာယေရှုခရစ်တော်ဘုရားကိုမိမိအသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်မခံရသေးဘူးမသိသေးဘူးဆိုလို့ရှိရင်ဒီနှုတ်ပတ်တော်လေးနဲ့ကျွန်တော်ကိုအားပေးခြင်းနဲ့ဒီຢာကတော့ပါလဲဆိုလို့ရှိရင်ရှမတ်တဲ့အခန်းကြီး1ငယ်23ခပ်ခွေပိုက်အီမာနွေနာအနက်ကငါတို့နဲ့အတူရှိတော်မူတော့ဖယားခင်ဆိုလိုတည်းယနေ့ဖယားခင်ကနော်ယုံကြည်သူမိဘညီကိုမောင်မတွေနဲ့အတူရှိခြင်းနဲ့ဖျားဖြစ်တယ်တခါတလေမှာဒီနေ့ကျွန်တော်ဟာအလုတ်နေနဲ့ပဲအလုတ်ရှုံနေတာဖြစ်စေဖယားကိုအချိန်မပေးနိုင်တဲ့အခါမှာဖြစ်စေအခက်အခဲပြဿနာတွေကြုံလာတဲ့အခါမှာဖယားခင်ကငါ့ကိုမေ့နေပြီထင်တယ်ဖယားခင်ကငါ့ရဲ့ဆုတောင်းတန်ကိုနားမထောင်တော့ဘူးထင်တယ်ဆိုပြီးမှကျွန်တော်တို့တွေးပြီးမှဇဝေဇဝါပြကြတယ်ချစ်တော်ညီကိုမောင်မမိသားစုဖယားခင်ကနော်တမန်ကျမ်းစဲမှာတမန်ကျမ်းထဲမှာလူတယောက်ကိုနော်သူခွန်အားပေးထားတဲ့အရာကနော်ရှိတာဖြစ်တယ်နော်အဲ့ဒီလူကနော်ဖယားခင်ရဲ့အတွက်သူကအကောင်းဆုံးအသက်ရှင်ခြင်းနဲ့ဖယားခင်ရဲ့အတွက်သူဟာပြည့်စုံတဲ့အရာကိုသူပေးခြင်းနဲ့ဒါပေမဲ့တခါတလေမှလေဖယားခင်ရဲ့အတူရှိခြင်းကိုကျွန်တော်တို့ခံစားရပြီးမှဖယားခင်ကိုကျွန်တော်တို့ပေးခြင်းတဲ့အရာတွေရှိတယ်ဖယားခင်ကတင်ပေးတဲ့အရာကိုမလို့ချင်ပါဘူးဖယားခင်ကတင့်ကိုနေ့ရက်စဉ်တိုင်းမှာကြည့်ရှုပြည့်စုံဆောင်ရှောက်ပြီးမှတင်လှုပ်ဆောင်တဲ့အရာတစ်ခုစတဲ့ကိုလမ်းပြပေးခြင်းနဲ့ဖြစ်တယ်ဟာလေလုယာဒီလူကတော့ဖယားခင်စိတ်တော်နဲ့တွေ့တဲ့ဒါဝိလေးဖြစ်တယ်ဒါဝိကနော်သူဟာနန်းတော်ကြီးထဲမှာနော်ခန္ဓာထဲဝါဆိုတာသူနေရတဲ့အခါမှာဖယားခင်ကိုသူဟာဗိမာန်တော်တည်ဆောက်ခြင်းရဲ့အရာကိုတွေ့ရတယ်ဒီအရာကတော့နော်ယာဇဝင်ချုပ်အခန်းကြီး7မှာတွေ့ရတာဖြစ်တယ်အခန်းကြီး7ငယ်8ကိုကျွန်တော်ဖတ်ချင်ပါတယ်တင်ဒီတွားလီယာနိုင်နဲ့ငါလိုက်၍တင်ဤရန်သူအပေါင်းတို့ကိုသင်ရှေ့မှာငါပေရှာတဲ့ဖြစ်ယနေ့ဒါဝိဒ်ဟာနော်သူဟာနန်းတော်မှာကောင်းကောင်းနဲ့နေရတဲ့အခါမှာဖယားသခင်ကိုဗိမာန်တော်သူစောက်ပေးခြင်းနဲ့ဖယားသခင်ကနင်းငါ့ကိုမစောက်ပေးပါနဲ့မင်းတွားခဲ့တဲ့နေရာတိုင်းမှာငါမင်းနောက်ကိုလိုက်ခဲ့တယ်နော်ငါ့ကိုဒီဟာလုပ်ပေးပါဟိုဟာလုပ်ပေးပါငါဒီလိုခြင်းနဲ့ဒီလိုဖြစ်ခြင်းနဲ့လို့ဖယားသခင်ကဒါဝိဒ်အပေါ်မှာပေတော့ခါမှမတောင်းခဲ့ပါဘူးဒါဝိဒ်သွားတဲ့နေရာတိုင်းမှာဖယားသခင်ကလိုက်ပြီးမှဒါဝိဒ်နဲ့ရင်ဆိုင်တွေ့ကြုံနေရတဲ့ရန်သူတွေအားလုံးကိုဖယားသခင်ကသူ့ရဲ့တကူတော်အဖြစ်သူဟာကယ်နှုတ်ခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီအရာနဲ့ပတ်သက်ပြီးမှနော်ဘာလဲဆိုအငယ်30မှာနော်ရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး7ငယ်30မှာဗာတွေ့ရတယ်လဲဆိုခတ်ခွေပိုင်းမှာတင့်ကိုရန်သူအပေါင်းတို့လက်မှာကယ်နှုတ်၍ချမ်းသာပေးပြီးတင်းရဲ့အမျိုးနွယ်ကိုလည်းငါတီစေမီဟုသာရပြမိန်တော်မူယနေ့ဒါဝိဒ်ကဖယားခင်အတွက်ပိတ်မှန်တော်ကောင်းကောင်းလေးလှုပ်ချင်ပေမဲ့ဖယားကလှုပ်ခိုင်းပါဆိုပြီးတွေ့ရတယ်တခါတလေမှာကျွန်တော်တို့ဖယားအကောင်းဖယားလှုပ်ခိုင်းတဲ့အချိန်တွေရှိတယ်နော်ဖယားတခင်ကတင်းနဲ့ကျွန်တော်ရဲ့လှုပ်ပေးတဲ့အကောင်းဆုံးဆိုတာတဲ့ဖယားရဲ့စကားကိုနားထောင်ဖို့ရတဲ့ဖယားခင်ကအလုပ်ဖြစ်တာဖြစ်တယ်ဟာလေလုယာအားကြောင့်မို့မိသားစုတွေချစ်တဲ့ဒီကိုမမတွေကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်နေတဲ့မိသားစုတွေရောက်စီတိုင်းယနေ့ဖယားတခင်ကတင်းနဲ့ကျွန်တော်နဲ့အတူရှိချင်ပြီးမှဖယားတခင်ကသူ့ကိုလှုပ်ပေးဖို့ရတဲ့သူမတောင်းဆိုပါဘူးဖယားတခင်ကတင်းနဲ့ကျွန်တော်ကိုဘာလှုပ်ပေးရမလဲတင်းနဲ့ကျွန်တော်လိုအပ်တဲ့မှာလည်းအားလုံးကိုဖယားတခင်ကတင်းနဲ့ကျွန်တော်ရဲ့နဲ့အတူရှိပြီးမှသူလှုပ်ပေးခြင်းတဲ့အရာကိုသူကနေ့ရက်စဉ်တိုင်းမှာလမ်းပြပေးနေတာဖြစ်တယ်။ဒီနေ့ကျွန်တော်နဲ့အတူဖျားသခင်ကဘယ်အချိန်ထိရှိမလဲဆိုတဲ့အရာကိုသူပြောထားတာဖြစ်တယ်။ဒီနှုတ်ကပတ်တော်လေးကကျွန်တော်အတွက်နေ့ရက်စဉ်တိုင်းမှာအသက်ရှင်ဖို့ရန်အတွက်ခွန်အားဖြစ်စေတဲ့နှုတ်ကပတ်တော်လေးဖြစ်တယ်။ဒီအရာကိုကျွန်တော်ပြောပြချင်တယ်။ဒီအရာကတော့ပါလဲဆိုရင်ရှမတ်တဲ့ခန်းကြီး28အငယ်20ခတ်ခွေပိုင်းမှာငါဒီလဲကကဘာကုံဒီတိုင်အောင်တင်တို့နဲ့အတူအစင်မပြတ်ရှိဒီဟုတပည့်တော်တို့အမိန်တော်မူ၏ဒီနေ့ယေရှုခရစ်တော်ဖခင်ဟာကျွန်တော်နဲ့အတူနော်ဒီနေ့မနေ့ဖြန်တလပဲတစ်နှစ်ပဲနော်နေမဲ့ဖျားမဟုတ်ပါဘူးလောကဟာဘယ်လိုပဲသူရွေ့ကြွားသွားနေပါစေကဘာမပြတ်မချင်းဖခင်သခင်ရဲ့ဒါတော့ယေရှုခရစ်တော်ဟာကျွန်တော်နဲ့အတူရှိချင်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်နေတဲ့မိဘညီကောင်မအယောင်စီတိုင်းတင်ဒီယေရှုခရစ်တော်ဖျားကို
နော်မိမိအသက်ခင်ကဲတင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ထားတယ်ဆိုလို့ရှိရင်တင့်ရဲ့နှလုံးသားထဲမှာယေရှုခရစ်တော်ဘုရားမွေးဖွားပြီးမှတင်တဲ့အတူကကပါဂုံတိတိုင်အောင်အတူရှိမဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့တင်လို့ဘလို့အခက်ခဲဘလို့ပြဿနာဘလို့စိုးရိမ်ခြင်းဘလို့ပဲတွေ့ကြုံနေရပါစေယေရှုခရစ်တော်ဘုရားဟာသင်နဲ့ကျွန်တော်နဲ့အတူရှိတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဘလို့အခြေအနေပဲဖြစ်နေပါစေအစင်မပြတ်ကကဘာကုန်တိတိုင်အောင်အတူရှိမဲ့ဘုရားဟာထိုယေရှုခရစ်တော်ဘုရားပဲဖြစ်တယ်ဘုရားရှင်နာမပုံကြည်ပါစေကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်ပြီးမှမိတ်ဆွေအနေနဲ့တစုံတစ်ခုတော့ဘုရားရဲ့တူတီချင်းဘုရားရဲ့စကားပြောခြင်းခံစားရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကို subscribe နဲ့နော် like and share လေး comment လေးကျွန်တော်ရေးပြီးမှတောင်းဆိုစေလုပ်ပေးစီချင်လို့ပါတယ်။ဘာလဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုနေ့ရက်စဉ်တိုင်းမှာဖခင်ကြီးကျွန်တော်ပြောတဲ့နှုတ်ကပတ်တော်အတူလေးတွေကိုကျွန်တော်ရဲ့ YouTube မှာကျွန်တော်အမြဲတမ်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေညီကိုမောင်နှမမိသားစုတွေအရောက်စီတိုင်းဖခင်စီကလာတဲ့ဖခင်ရဲ့အတူရှိခြင်းဖခင်ရဲ့လမ်းပြခြင်းဖခင်ရဲ့ပို့ဆောင်ခြင်းကိုအထူးတာ၍ခံစားရရှိပါစေ။